မင်္ဂလာပေါင်းနဲ့ပြည့်စုံပါသေးလို့ဆုတောင်းပါတယ်ခင်ဗျာအခုဟိုးရှေ့ကမြင်နေရတဲ့တရားလေးကတော့အဲ့ဒါအောင်ပင်လဲဝိုင်းခွေရဲ့ထိတ်တဲ့တွေကတရားလေးဖြစ်ပါတယ်အဲ့ဒီတရားကနေပြီးတော့ဘယ်ဘက်ကိုချိုးလိုက်တယ်ဆိုလို့ရှိရင်ကျေကိုးပွင့်လမ်းကိုရောက်ပါတယ်အဲ့ကျေကိုးပွင့်ဆိုင်မှုရောက်တဲ့တပြိုင်နက်တည်းအရှိတဲ့ကိုဆင်းတဲ့ညာဘက်ကွေးတဲ့လမ်းလေးအတိုင်းကွေးလိုက်သွားတယ်ဆိုလို့ရှိရင်ကျေကိုးပွင့်ကြောက်ခွဲဆက်ကိုရောက်ပါတယ်အဲ့ကျေကိုးပွင့်ကြောက်ခွဲဆက်ရဲ့အနောက်ဘက်ကပ်ရက်ပါပဲတန်မတန်တဲ့မြေကွက်ကလေးမှုလို့မိတ်ဆွေပေါင်းတင်းတို့အတိပေးရခြင်းဖြစ်ပါတယ်မြေကွက်ဝယ်ယူဖို့လို့စိတ်ကူးရှိတဲ့မိတ်ဆွေပေါင်းတင်းများအင်မတန်မှတင့်တော်တဲ့ဈေးနှုန်းနဲ့ရမှာဖြစ်ပါတယ်ပေ100ပတ်လေရှင်းမျက်နှာသာ2ပေလောက်တော့ရော့တယ်ပေါ့ဗျာလမ်းလေးကျွန်တော်တစ်ချက်ဆက်ပြောပါဦးမယ်ဟိုမြောက်ဘက်ကဆိုလို့ရှိရင်35 36ရဲ့ဘေးနားလေးမှာကားရှိုးရုံးတစ်ခုရှိပါတယ်လမ်းအရှိဘက်ဘေးမှာမန္တလေးမြို့ရှောင်းလမ်းပေါ့အောင်ပင်လဲကွေးမရောက်ခင်အဲ့လမ်းနေပြီးတော့အရှိတဲ့တက်တဲ့လမ်းရှိပါတယ်ရေတခွန်ခောက်ကွင်းသွားတဲ့လမ်းအဲ့ရလဲခောက်ကွင်းသွားလို့ရပါတယ်အဲ့လမ်းနေပြီးတော့အရှိထိတ်မြောင်းပေါင်ရောက်တဲ့တပြိုင်နက်တည်းညာဘက်ချိုးကွေလာရင်ဒီကျေကိုးပွင့်ဆိုင်ဘုတ်ရှိတဲ့ဘက်ကိုခုနကပြတဲ့တရားလေးကနေကူးပြီးတော့အရှိထိတ်ကို3မိနစ်ပဲမောင်းသွားမှာပါခင်ဗျာဒီလေးကတော့အဲ့နေရာမှာပါအလွန်အင်မတန်မှတန်ပါတယ်ရောင်းကြီး3,000နဲ့ရောင်းမှာဖြစ်ပါတယ်ဥရလူပေါ့ဗျာ